ရှေးကနတ်နဂါဘရင်တာမင်းနဲ့မိကစီးကိုပြတ်ပြီးမိစ္ဆာတွေကိုမျိုးကလောကတော်မောက်ကိုပြမဲ့လုပ်ပြီးလောကရဲ့အရှိတကင်ဖြစ်လာဖို့ကြိုးစားခဲ့ပါတယ်။ဒါကြောင့်ကောင်းကင်ဘုတ်ကနေရှန်ကုန်းနဲ့ကိုယ်ဘူးတို့ကိုလွတ်ပြီးတိုက်ခိုက်ခံခဲ့ရပါတယ်။ဒါပေမဲ့တမဏိလိုမှာကြောတဲ့နဂါဘရင်ရဲ့ခန္ဓာကိုယ်ကြောင့်ကိုယ်ဘူးဟာရှုံးနေခဲ့ရပါတယ်။ရှန်ကုန်းကသူ့ရဲ့ကြောကုန်းပေါ်ကယေဒနာတစ်တာကိုနဲ့လောင်ချောင်းဖြစ်ဖန်ဆင်းပြီးနဂါကြီးကိုဖိုင်ကျော်လိုက်ပါတယ်ဒါပေမဲ့နဂါဘရင်ရဲ့တုံးနှံမှုကြောင့်ပြိုလဲတော့မဲ့ချိန်ကွေဘူးဟာသူ့ရဲ့နေတတောင်ဆွမ်းအောင်ကိုတုံးကလက်လောင်ချောင်းကိုအားပြန်ဖြစ်ပေးလိုက်တာကြောင့်နဂါကြီးကိုလုံးဝထင်ချိုးနိုင်ခဲ့ပါတယ်ကောင်းကင်ဘုံရဲ့နန်းတော်ထဲမှာတော့ဆရာကြီးချီယာမူကျုံနဲ့ရဲ့စီတော်သားရဲ့လူပြည်ကိုဆင်းသွားပြီးတာမီရဲ့နက်ကယတနာတွေကိုတွားခိုးဖို့လုံနေကြောင်းတင်ချောလိုက်ပါတယ်နတ်သားရဲကိုသူကိုယ်တိုင်တောင်းဖိုင်မဲ့ဆိုပြီးမိုးချိုနက်ကပြောပြမဲ့ဆရာကြီးချီကတော့သူ့ရဲ့တပည့်ဖြစ်တဲ့အားလိုက်နဲ့မင်းကိုစစ်လို့ဖို့တောင်းဆိုလိုက်ပါတယ်။ပင်လေရောင်းမှာတော့မိုးချီလင်းကိုငါးမိတ်ဆတွေရဲ့လက်ကနေလွတ်မြောက်အောင်ငကားလေးတစ်ကောင်ကကက်တင်ပေးလိုက်ပါတယ်။မိုးချီလင်းကသူ့တကယ်မိုးချိုနက်ပြားတော့ယတနာတွေလာခိုးတာဖြစ်ကြောင်းတကယ်လို့ယတနာတွေရလာခဲ့ရင်သူ့တကယ်လည်းနတ်မယားစင်းကိုရောက်တော့မှဖြစ်ကြောင်းငကားလေးကိုရှင်းပြလိုက်ပါတယ်။နဗီမာတော့မူဂျိုနက်အားဆရာကြီးချီကိုစိတ်တူနေခဲ့ပြီးတော့သူ့ရဲ့လမ်းမှာလာမရှုပ်ဖို့တတိပေးလိုက်ပါတယ်။နဂါလေးဟာမိုချီလင်ကိုယတနာချပိုင်းမြင်းကိုလိုက်ရှာရဲဒီနေရာကိုရောက်လာတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။သူ့ရဲ့အိမ်မက်ထဲမှာယတနာချပိုင်းကိုရရင်သူ့ကိုလာတွေ့ပါဆိုတဲ့အတန်ကိုကြားနေရပြီးအဲ့ဒီသူကသူ့ရဲ့ဇီးမီကိုပြောပြနိုင်တာကြောင့်ယတနာချပိုင်းမြင်းကိုလိုက်ရှာနေရတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။မော်ချီလင်ကယတနာချပိုင်းကအားလန်နဲ့မင်းရဲ့လက်နဲ့ဖြစ်တာကြောင့်ဘလို့မှယူလို့ရမှာမဟုတ်ကြောင်းပြောပြလိုက်တဲ့အခါနဂါလေးကသူရအောင်လူယူမဲ့ဆိုပြီးပြန်ပြောလိုက်ပါတယ်အားလန်နဲ့ဟာကောင်းကင်ဘုတ်ရဲ့စစ်သူကြီးဖြစ်တာကြောင့်လွယ်လွယ်နဲ့ယူလို့ရမှာမဟုတ်ပေမဲ့သူခိုးပေးမဲ့ဆိုပြီးမော်ချီလင်ကပြောလိုက်ပါတယ်အပတ်ကဆရာချီဟာအားလန်နဲ့မင်းကိုစင်းခေါ်လိုက်ပြီးတော့မော်ချီလင်ကိုဖိုင်းကော်ခဲ့ဖို့ပြောတဲ့အခါအားလန်ကသူ့အစားညီချာတို့ကိုလွတ်လိုက်ရင်ကိုတင်းတော်ကြောင်ပြန်ပြောလိုက်ပါတယ်ဆရာကြီးကယတနာတိုက်နာမှာမော်ချီလင်နဲ့နဂါပေါက်လေးတစ်ကောင်ရှိနေတာကြောင့်နဂါပေါက်လေးကိုလည်းဖန်ကော်လာခဲ့ဖို့အားလန်ကိုမိတ်ပြလိုက်ပါတယ်ထို့ချိန်အားလန်ကသူ့ခွေးကိုကျုံတစ်ခုမှာနှစ်300လောက်မကြံခဲ့တာကိုတတိယကတာဝန်ကိုလက်ခံလိုက်ပြီးလူပြည်ကိုချက်ချင်းဆင်းသွားပါတယ်မိုးဂျိုနတ်မင်းဟာရှန်ကုန်းကိုတာတိတ်ခဲ့ပြီးလက်နဲ့တွေဆန်တက်နေတဲ့ရှန်ကုန်းကအနာဂတ်ကိုဟောပေးဖို့မိုးဂျိုနတ်ကိုတောင်းဆိုလိုက်ပါတယ်ဟောက်ကန်ရနဂါလေးရနဂါဘီရင်ကိုလုတ်ပေးနိုင်တယ်လို့သူကိုယ်နိုင်လဲကုသနိုင်စွမ်းရှိတာကြောင့်အန်ဒီရရှိလာနိုင်ပါတယ်နဂါကြီးကိုချစ်ပေးထားတဲ့ကိုပူရဲ့စွမ်းအားတွေကိုယတနာချပိုင်းကပဲဖျက်ဆီးနိုင်တာကြောင့်ရှန်ကုန်းကစိုးရင်းနေခဲ့ပါတယ်မိုဂျိုနက်ကတော့အဲအရာကအာလန်နဲ့မင်းရဲ့လက်ထဲမှာရှိတာကြောင့်စိတ်မှုကိုပြောလိုက်ပါတယ်အာလန်ဟာသူ့ခွေးကိုတောက်ခေါ်လာခဲ့ပြီးအဝန်အတွက်မြို့တစ်မြို့ကိုတောက်ခဲ့ပါတယ်သူရဲ့ခွေးဟာတာရန်ပေါ်ဖြစ်နေတာကြောင့်ပုံစံပြောင်းဖို့လက်ပဲတစ်ခုထုတ်ပေးလိုက်ပါတယ်မြို့တဲကိုရောက်တော့လက်ပဲကြောင့်တာရဲခွေးပုံစံကနေအိမ်မီခွေးပုံစံဖြစ်သွားတာကြောင့်အားလန်ကိုစိတ်ဆိုးနေခဲ့ပါတယ်ပင်လယ်အောက်မှာတော့ငကားလေးဟာမိုချီလင်ကိုလမ်းပြနေခဲ့ပြီးတော့ယတနာတွေရရင်သူအကုန်ယူမယ်ဆိုပြီးမိုချီလင်ကပြောနေတော့ကြောက်ရွံ့တစ်ခုနဲ့ဝတ်ဆောင်မိသွားပါတယ်ကြောက်ရွံ့ဟာလက်ရပြောင်မြောင်းလုံးနေတာကြောင့်မိုချီလင်ဟာသူ့ရဲ့ပုံစံပြောင်းပလဲကိုရုပ်တို့အပေါ်စမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အားလန်တို့လည်းပိုက်ဆနေတာကြောင့်ခေါ်ဆွဲဆန်တစ်ခုမှခေါ်ဆွဲမှထားလိုက်ပါတယ်။ပုံတန်တွေကြားနေရတာကြောင့်ဘာပွဲရှိလဲလို့ဆန်ရှူဝင်မိတဲ့အခါသူတို့မျိုးရဲ့ရေလုတ်ပွဲဆိုပြီးပြန်ဖြစ်လိုက်ပါတယ်။ခလေးတွေကကိုင်းကျမှာဆုံးနေတဲ့ချိန်မိုချီလင်ရဲ့ရေမိတ်စာကုန်းပေါ်ကိုတက်လာတာကြောင့်ခလေးတွေလည်းထွက်ပြေးကြပါတယ်။ခလေးတွေကိုကောက်ွယ်ဖို့စစ်သူကြီးလည်းရောက်လာပြီးတက်ကပ်ပြီးမဲ့သူ့ရဲ့သားပဲကြိုးသားခဲ့ပါတယ်။ခေါ်ဆွဲဆောင်နေတဲ့အားလန်ဟာစစ်သူကြီးကိုလက်ပလာနဲ့တိုက်မဲ့အစားတုတ်တချောင်းပေးလိုက်ပါတယ်။မိစ္ဆာကြီးဟာသူ့ရဲ့စိတ်တွေးတွေနဲ့ပြစ်နေတဲ့ချိန်အားလန်ရဲ့ခောက်ဆွဲပကံတဲကိုကြောက်သွားတာကြောင့်အားလန်လည်းဒေါသထွက်ပြီးအဲ့ဒီမိစ္ဆာကြီးကိုဆော့ဘလော့တီးလိုက်ပါတယ်အားလန်ရဲ့လက်ဆက်လက်နောက်ကိုကြောက်သွားတဲ့မိစ္ဆာကြီးလည်းငကိုမူလာကြောက်ရွံ့အသွင်ကိုပြောင်းလဲရပါတယ်အားလန်ရဲ့အကူညီနဲ့မိစ္ဆာကြီးကိုအနိုင်ယူလိုက်နိုင်တာကြောင့်စစ်သူကြီးလည်းကျေးဇူးတင်လိုက်ပါတယ်အဲနောက်မှာတော့မြို့သားတွေလည်းကြောက်ရွံ့ကြီးကိုမြေအောက်ကိုပြစ်ချလိုက်ကြပြီးကြောက်ရွံ့ကြီးကမြေအောက်ကိုပြုတ်ကျလာတော့ကိုမိုချီနင်ကတွေးသွားတာကြောင့်တွားကြည့်တဲ့ချိန်အားလိုက်ကရုတ်တရက်ပေါ်လာပြီးထွက်ပြေးဖို့လုံးနေတဲ့မိုချီလင်ကိုဖိုင်လိုက်ပါတယ်။ထိုချိန်ငကားလေးကရုတ်တရက်ဝင်တိုက်တာကြောင့်အားလန်လည်းသူ့ရဲ့ယတနာကြပိုင်းကိုထုတ်သုံးပြီးထိုးချလိုက်တာကြောင့်ငကားလေးလည်းလွတ်တော့သွားပါတယ်။လင်းတော့သွားတဲ့ငကားလေးကြောင့်မြူရဲ့တရားလည်းပြိုကျတော့မဲ့ချိန်အားလန်ကနက်ပြည်ရဲ့လက်မားတွေရဲ့အကူညီကိုတုံးကပြန်ပြေးပေးလိုက်ပါတယ်။တောတေးကိုထွက်ပြေးသွားတဲ့ငကားနောက်ကိုအားလန်ကသူ့ခွေရဲ့လက်ဘက်ကိုကျုပ်ကလူခွဲပြီးလိုက်ကြပါတယ်
နဂါလေးကကလေးရောက်ဆောင်ပြီးချင်းတဲဖို့လုပ်ပြီးမဲ့အားနိုင်နဲ့မီရဲ့တတအမျက်လုံးရဲ့မြေနှံစွမ်းကြောင့်နဂါလေးလည်းသူ့ရဲ့တရုံမှန်ကိုပြလိုက်ရပါတယ်။အားနိုင်ဟာသူ့ရဲ့ယတနာကြပန်းနဲ့တိုက်ခိုက်ပြီးမဲ့နဂါလေးရဲ့ပြန်လည်ကုသနိုင်စွမ်းကြောင့်ခရံတွေအချက်ချင်းပျောက်ကင်းသွားပါတယ်။နဂါလေးကနဂါပုံစံပြောင်းပြီးမုချင်းတင်ကအပေါ်မှာနေပြီးတိုက်ခိုက်ဖို့လုပ်ပြီးမဲ့မော်ရဲ့တလုံးတည်းရောက်သွားကပန်းကတ်လိုက်ရပါတယ်။တောင်ပြီးသွားတဲ့အားနိုင်ဟာသူ့ခွေနဲ့ပြန်ဖို့လှုပ်တဲ့ချိန်မိုးချိုးနက်ကအရက်အကောင်စားတွေပြကသူ့ရဲ့မုချီလင်ကိုပြန်ပေးဖို့အားနိုင်ကိုလက်ထိုးနေပါတယ်။မုချီလင်ကိုပြန်မရရင်သူတယောက်တည်းနဲ့နေနဲ့နေရတော့ပါတူးမှလည်းဆိုပြီးညီတွားပြလိုက်ပါတယ်။ထိုစကားကြောင့်အားနိုင်ဟာတိတ်ကသူ့ဟာနှက်ဖြစ်သွားပြီးမိဘတွေကိုတောတေဖို့လုပ်ပြီးမဲ့ဆရာပြည့်သူကနှစ်ပေါင်းများစွာကြာသွားပြီးဖြစ်တာကြောင့်သူမိဘတွေလည်းလူပြစ်မှမရှိတော့ကြောင်းနားချလိုက်ပါတယ်။သူမိဘတွေမရှိရင်နှက်ဖြစ်လဲဘာတူးလဲဆိုပြီးပြောကသူ့ရဲ့နှက်ချိုးဝတ်တစားတွေဖြုတ်ကတတရားမျက်လုံးကိုလည်းပိတ်ချလိုက်ပါတယ်။အတိတ်ကိုပြန်တွေးနေတာကြောင့်မိုးချိုနက်ကယတနာကြပန်းဟာစုတောင်တစ်ခုကိုဖြစ်စီပေးနိုင်ပြီးအဲ့လိုလုပ်ဖို့စမ်းအများကြီးလို့ကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့်အားနဲ့လည်းမူချီလင်ကိုလွတ်ပေးလိုက်ပြီးစုတောင်အတွက်စွမ်းအားတွေပဲမှရမလဲဆိုပြီးတွေးနေခဲ့ပါတယ်။နဂါလေးဟာအားလန်ကိုစွမ်းအားတွေများကြီးရှိတဲ့နေရာကိုသူသိကြောင်းနဲ့ယတနာကြပန်းကိုအဲ့ဒီရောက်ကိုယူသွားနိုင်ရင်သူမိဘတွေနဲ့လည်းပြန်တွေးရမှဆိုပြီးပြောပြလိုက်ပါတယ်။အဘက်ကမူချူနက်ကတော့သူ့ရဲ့မူချူဆန်းတွေတုံးပြီးစွမ်းအားတောက်တွေဖန်တီးနေခဲ့ပါတယ်။အားလန်နဲ့နဂါလေးကအလိုအပ်နေရာကိုရောက်လာပြီးနဂါလေးရဲ့အကူအညီနဲ့ချစ်ပိတ်ထားတဲ့ရေအောက်ကိုရောက်သွားတာကိုမူချူနက်ကစောင့်ကြည့်နေခဲ့ပါတယ်။ကာဘီယန်သာလွတ်လာရင်သူ့ရဲ့စွမ်းအားကိုတုံးကအနိုင်ယူပြီးနဲ့မင်းလုံးမဲ့ဆိုပြီးမူချီလင်ကိုပြောပြနေခဲ့ပါတယ်။အားလန်လူကတော့ချစ်ပိတ်နေရာကိုရောက်လာခဲ့ပြီးယတနာချပန်းကိုတုံးကအထဲကိုဝင်လာခဲ့ပါတယ်။ရှန်ကုန်းဟာအေးစီငါးများနေနဲ့အားနိုင်ရဲ့ဆီယာကိုလာတွေ့ပြီးငကားကြီးကလွတ်မြောက်တော့မှဖြစ်ကြောင်းပြောနေပေမဲ့ဒီကိစ္စဟာသူတို့ပြည်ရှင်လို့ရမှာမဟုတ်ကြောင်းအားနိုင်ရဲ့ဆီယာကပြန်ပြောလိုက်ပါတယ်။အထဲကိုရောက်သွားတဲ့အားနိုင်ဟာစိတ်ညှို့ခံနေရပြီးသူ့ရဲ့ပုံရိပ်တွေရဲ့တိုက်ခိုက်တာကိုခံနေရပါတယ်။အားနိုင်ကိုစိတ်ညှို့ခံနေရတော့ငကားလေးဟာကြပိုင်းကိုခိုးသွားဖို့လုပ်ပြီးမဲ့အားနိုင်ကသူ့မိဘတို့ကိုခေါ်နေတာကြောင့်ငကားလေးလည်းကိုချင်းစားသွားကစိတ်ညှို့ခံထားရတဲ့အားနိုင်ကိုနိုးပေးလိုက်ပါတယ်။တနေရာရောက်မှတော့အားနိုင်တို့ကိုငကားပရင်ကဖြစ်ပေါ်လာမဲ့ကပ်ဘေးကိုပြလိုက်ပြီးဒါငကားလေးကြောင့်ဖြစ်လာမယ်ဆိုပြီးပြောကတပ်ပြဖို့အားနိုင်ကိုပြောလိုက်ပါတယ်။အားနိုင်လည်းပစိန်ကိုကန်ကငကားလေးရဲ့နီးရှော့လာပြီးအိုင်ကျုပ်ထားတဲ့မိစ္ဆာငကားရဲ့ခေါင်းကိုပြစ်ချလိုက်ပါအားနိုင်တို့ဟာနောက်ဆုတ်ကန်တဲကိုရောက်လာခဲ့ပြီးချိတ်ပိတ်ထားတဲ့ငကားပြည့်ရှိတဲ့နေရာကစွမ်းအားတွေကိုယတနာချပန်းနဲ့စုပ်ယူလိုက်တာကြောင့်အဆောင်တစ်ခုလုံးပြိုကျကအားနိုင်တို့လည်းလွတ်မြောက်အောင်ထွက်ပြေးလာခဲ့ရပါတယ်။ငကားပြည့်ဟာလွတ်မြောက်လာပြီးဖြစ်တာကြောင့်မိုးချိုနက်ကဆရာချီကိုတွားပြီးတင်ပို့လိုက်ပါတယ်။အားနိုင်ရဲ့ခွေးနဲ့အတူစစ်သူကြီးကအားနိုင်တို့ကိုလက်ချနေပြီးပေါ်ကိုပြန်တက်လာတဲ့အားနိုင်တို့နဲ့ဆုံခဲ့ကြပါတယ်။ဒဏ်ရာရထားတဲ့ငကားလေးကိုစစ်သူကြီးကဂယူးဒီဇိုင်းကုသပေးလိုက်တာကြောင့်ခဏတွင်းမှာပဲနေပြန်ကောင်းသွားခဲ့ပါတယ်။နေပြန်ကောင်းသွားတဲ့ငကားလေးကိုစစ်သူကြီးချန်ကသူမတို့မျိုးမှာစီမီလို့ပေါ်ရှိတာကြောင့်သူမနဲ့အတူလိုက်ခဲ့ဖို့ခေါ်ခဲ့ပါတယ်။အားနိုင်ကတရားတွေတက်တာစားရှိတဲ့ငကားလေးကိုမခေါ်ခဲ့ဖို့တားပြီးမဲ့ငကားလေးကအင်ရှိကတပင်နဲ့အင်ကိုပါဆွဲနှုတ်ဖို့လို့တာကြောင့်ခေါ်ခဲ့ဖို့သဘောတူလိုက်ရပါတယ်။ပွဲတော်မှာတော့ငကားလေးကငကားပုံစံပြောပြီးစစ်သူကြီးကိုကောင်းကင်ကနေမြို့ရလာပါကိုပြသပေးလိုက်ပါတယ်။ပွဲတော်ပြီးလို့လူတိုင်းဟာနားယူနေတဲ့ချိန်ငကားလေးကတနေရာကိုထွက်သွားဖို့လုပ်ပြီးမဲ့ဖေးကျိုးလေးတစ်ခုဟာသူ့ကိုချီနှောင်ပြီးမိတောက်နေတဲ့လိုင်းတစ်ချောင်းနဲ့ဖြစ်ခတ်တာကိုခံခဲ့ရပါတယ်။သူတို့ကတော့အနီချားနဲ့နှစ်စစ်တီတယောက်ဖြစ်ပြီးတော့ကောင်းကင်ဘုံစည်းကမ်းရငကားလေးကိုလာရောက်တုတ်တင်ဖို့ပဲဖြစ်ပါတယ်။ထိုချိန်အားနိုင်ကရောက်လာပြီးသူ့တငယ်ချင်းကိုမတောက်ဖို့တားကနှစ်စစ်တီနဲ့အပြင်းထန်တိုက်ခတ်နေတော့အကားလေးကထွက်ပြေးသွားခဲ့ပါတယ်။ဒဏ်ရာရသွားတဲ့နှစ်စစ်တီကိုကောင်းကင်နိုင်တို့စီကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။ငကားပြင်းဟာသူ့ရဲ့ငကားပလဲလုံးကြောင့်လွတ်မြောက်လာခဲ့တာဖြစ်ပြီးငကားလေးရစွမ်းတို့ကိုစုပ်ယူလိုက်တာကြောင့်ပုံမစွမ်းကြီးလာခဲ့ပါတယ်။အားလန်ကတော့ကောင်းကင်ကျင်းတောင်းမှာမိုချီလင်းနဲ့ပန်းကတ်လိုက်ရပြီးနောက်နေ့မှတန်တရားဆန်းဝူကိုပို့တော့မှာပဲဖြစ်ပါတယ်။ငကားပြင်းဟာငကားလေးကိုသူနဲ့ကောင်းကင်ဘုံစစ်ပွဲမှာချစ်ပေးမခံရခဲ့ပလဲလုံးလေးကိုသူ့ကိုကယ်ဖို့ထားတာဖြစ်ကြောင်းအဲ့ဒီပလဲလုံးလေးဟာငကားလေးဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။အဲနောက်မှာတော့ငကားပြင်းဟာမိစ္ဆာတွေကိုနိုးပြီးတုံးလောကကိုအုပ်ဖို့ထွက်ခွာသွားခဲ့ပါတယ်။ကောင်းကင်ဘုံမှာတော့ရှန်ကုန်းနဲ့မူချိုနတ်တို့ကလက်နက်တစ်ခုကိုတီထွင်ခဲ့ပြီးမဲ့အပေါင်းအပြင်ပဲဖြစ်နေခဲ့ပါတယ်။ငကားပြင်းကိုတပ်ဖို့ကောင်းကင်ဘုံရဲ့စွမ်းအားတိုင်ကစွမ်းအားလွတ်ရပြီးမဲ့အဲ့လိုလုံးရင်လူပုံကပျက်စီးသွားမှဖြစ်တာကြောင့်အခက်တွေ့နေရပါတယ်။ကိုယ်ဘူးကလည်းလူပြည်မှာဝေးတန်းနေနဲ့ပဲကြံတော့တာကြောင့်အားလန်ရဲ့ယတနာကြပိုင်းကိုလိုအပ်နေပါတယ်
အားလန်ကတော့သူ့ရဲ့အတိတ်မှာမိဘကျေးဇူးကိုမဆန်းနိုင်တာကြောင့်နဂုတဇာနဲ့တတိယမျက်လုံးကိုစွန့်ပစ်ကတတိယတဲကိုပဲခုံချဖို့ဆုံးဖြတ်လိုက်ပါတယ်။နဂါးပြင်ကတော့မိစ္ဆာတွေကိုနိုးဖို့လူပြည်ကိုတက်လာခဲ့ပါပြီ။စစ်သူကြီးချန်တို့ကတော့မြို့ကလူတွေကိုဘေးကင်းရခေါ်သွားဖို့လုပ်နေပြီမဲ့ခောက်ဆွဲဆိုင်ရှင်အဖိုးတင်းကတော့အားလန်ကဒီမိစ္ဆာကိုနှိမ်နှီးပြီးရင်ခောက်ဆွဲစားမှကြောင့်ကြံနေခဲ့မှဆိုပြီးပြောနေခဲ့ပါတယ်။ထိုချိန်မှာပဲပင်လယ်ရေဟာမြို့ကိုစတင်ပေါင်းမြုပ်နေပါတယ်။နဂါးကြီးကမြို့ကိုဖျက်ဆီးနေတော့အားလန်နဲ့ဟာရောက်လာပြီးငဲ့သွင်ပြောင်းကတိုက်ခိုက်နေပါတယ်။အားလန်ဟာတန်ရာမြစ်တဲ့ကြမသွားခင်သူ့ရဲ့စီယာနဲ့မူချိုနဲ့ကလာခေါ်တာကြောင့်ကောင်းကင်ရဲ့တာဝန်ကိုထမ်းဆောင်ဖို့နှုတ်တစားကိုဝုတ်ကလူပြေကိုငှက်ပြောင်းပြီးဆင်းလာခဲ့ပါတယ်။နဂါးကြီးကိုအမြန်နေရမှာဖြစ်ပြီးမဟုတ်ရင်စွမ်းရင်ကြောက်တိုင်ကိုတော်ရမှာဖြစ်ကြောင်းလည်းမှာလိုက်ပါတယ်။အားလန်နဲ့ကိုကူညီဖို့ညီကြားတို့လည်းရောက်လာတာကြောင့်တော်ရောက်တယောက်ဖြစ်သွားပါတယ်။အားလန်နဲ့ဟာရှေ့ကနေရရောင်ပြပြီးနဂါးပြင်းကိုများကညီကြားကပိတ်စနဲ့ချီလိုက်ပြီးလက်စစ်တီကတော့လက်စီနဲ့အဆက်မပြတ်ပြစ်ခဲ့နေပါတယ်။အားလန်နဲ့ဟာသူ့ရဲ့လက်နက်ကိုတုံးကနဂါးကြီးကိုလန်နဲ့ပြေးထိုးလိုက်ပါတယ်။အချုပ်ကန်ထားရတဲ့နဂါးလေးကကနန်းနှကောင်ကိုသူ့ကိုလုတ်ပေးဖို့အားလန်ပေးခဲ့တဲ့တစိမ့်တုံနဲ့ညားခေါ်လိုက်ပါတယ်။အထီးနာသွားတဲ့နဂါးပြင်ဟာသူ့ရဲ့လက်နက်ကိုထုတ်ကအားလန်တို့ကိုပြန်လည်တိုက်ခိုက်တာကြောင့်အားလန်တို့လည်းလွင့်ထွက်သွားရပါတယ်။ရှန်ကုန်းနဲ့အားလန်ဆရာတို့ဟာကောင်းကင်ဘုံကနေအရေးနှိမ့်နေတဲ့အားလန်တို့ကိုပညီဖို့စွမ်းအားကြောက်တန်ကိုတုံးဖို့ရှန်ကုန်းကအကြံပေးခဲ့ပါတယ်။မိုချိုနဲ့မိုချီလင်တို့ကတော့တောလောကကနေထွက်ပြေးဖို့သွားတဲ့ချိန်မိုချီလင်ကသူ့တခင်ရဲ့လောက်ရက်ကိုလက်မခံနိုင်တာကြောင့်လူတွေကိုကယ်ဖို့လူပြည်ကိုဆင်းသွားခဲ့ပါတယ်။နီချာနဲ့နက်စစ်ပြည်ကတော့လူသားတွေကိုကာကွယ်ဖို့အခိုင်အမာလုပ်ပေးပြီးအားလန်ကတော့နဂါးပြည်နဲ့တိုက်ခိုက်ဖို့ကြံခဲ့ပါတယ်။နဂါးပြည်နဲ့တိုက်ခိုက်ရင်ယတနာကြပိုင်းဟာပြည့်စည်သွားတာကြောင့်စိုးယူထားတဲ့နေတောင်စွာနဲ့အားနိုင်တို့ပေါင်းဆက်သွားတဲ့ချိန်ကွေဘူးဟာတပံကန်နေပေါ်ထွက်လာခဲ့ပါတယ်တကယ်တော့ကွေဘူးဟာပြောက်ကွက်သွားတာမဟုတ်ပဲအားနိုင်အဖြစ်ပြန်လည်ဝင်စားထားတာပဲဖြစ်ပါတယ်အားနိုင်ဟာနဂါးပြင်းကိုတိုက်ခိုက်ရင်နောက်ဆိုနဂါးပြင်းကိုချုပ်ကသူ့ရဲ့နိုင်နဲ့အဆုံးသတ်ပေးလိုက်ပါတယ်အားနိုင်ဟာတရားတွေနဲ့လဲနေရပြီးမှနဂါးပြင်းကတော့ပြန်လည်ကုသနိုင်စောကြောင့်ချေရလေးတောင်မတင်ခဲ့ပါဘူးနဂါးပြင်းဟာအားနိုင်ကိုသူ့ရဲ့စွမ်းနဲ့ပြစ်လိုက်ပြီးမှအားနိုင်ရဲ့ခွေကသူ့တကင်စာဝင်ကပေးလိုက်တာကြောင့်အားနိုင်ရဲ့ခွေလည်းမောက်သွားခဲ့ရပါတယ်ဂါလီယာပလဲသွင်းနဲ့သူ့ရဲ့ကုသနိုင်စွာကိုတုံးကအားလန်ကိုကုသပေးနေလိုက်ပါတယ်။နဂါဘီရဲ့ခန္ဓာကိုယ်မှာဝိညာဉ်ခုနှစ်ခုကိုမတူတဲ့နေရာမှာဝဲထားတာကြောင့်အဲ့ဒီနေရာတွေကိုတစ်ချိန်တည်းမှာပြစ်နိုင်ရင်သူ့ကိုအနိုင်ယူလို့ရကြောင်းပြောပြပေးလိုက်ပါတယ်။တတရားမျက်လုံးကိုကွင်းလိုက်တဲ့အားလန်ဟာနဂါကြီးရဲ့ပြောကွက်တွေကိုတီချာချိန်လိုက်ပြီးသူ့ရဲ့တငယ်ချင်းနဲ့တူရှိတဲ့အချိန်ကိုပတိယခါများတွေကိုပြစ်လို့လိုက်တာကြောင့်နဂါဘီလည်းအဆုံးသတ်ပေးခြင်းကိုခံနိုင်ရပါတယ်။ကောင်းကင်ဘဝမိုးချိုနက်ကိုအကျဉ်းတော်တဲ့ပို့လိုက်ကြပြီးအားလန်ဟာနဂါးပြင်းကိုအနိုင်ယူလိုက်တာကြောင့်သူ့ရဲ့နှစ်ပြားရတူကိုပြန်ရသွားခဲ့ပါတယ်။သူ့ကိုကူညီခဲ့တဲ့နဂါးလေးကိုတော့လူပီမှာတန်တရားလေးစီခဲ့ပါတယ်။အားလန်နဲ့သူ့ကိုရဖုံမြစ်ပေါ်ကနေနဂါးလေးရဲ့လူသားတစ်ယောက်ဖြစ်ပြန်လည်ဝင်စားတာကိုကြည့်ရင်ဇက်နန်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ဇက်နန်လေးကိုအဆုံးထိလက်ပါကြည့်ရှုပေးခဲ့တဲ့တူဝင်ကြီးစီတိုင်းကိုကျွန်တော်တို့ channel လေးကနေကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။